အားလုံးပဲမင်္ဂလာပါရှင်။တပြေ YouTube Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။တပြေဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ခရီးသွားခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်ရှင်။တပြေ YouTube Channel လေးကိုကြည့်ရှုနေကြတော့တငယ်ချင်းမိတ်ဆွေအားလုံးခရီးသွားကြတာကိုစိတ်ဝင်စားကြတယ်မလားရှင်။အဲ့လိုဆိုခရီးသွားလို့ရှိရင်ဘယ်လိုခံစားရလဲဆိုတဲ့အကြောင်းအရာလေးတွေကိုအောက်မှာ comment လေးမှာဖြည့်သွားပေးကြပါအောင်ရှင်။တပြေကတော့ခရီးသွားရတာကိုဝါသနာပါတယ်။ဝါသနာပါတဲ့အခါကျတော့ကိုခရီးသွားတဲ့ဟာကအရင်တုန်းကသဘာဝအလှတွေကိုခံစားပြီးတော့အခုနောက်ပိုင်းခရီးသွားလာတဲ့အခါမှာတော့သဘာဝအလှတွေအပြင်နိုင်ငံရဲ့ယဉ်ကျေးမှုတွေဓလေ့တွေကိုနှိုင်းယှဉ်လာတဲ့အကျင့်လေးဖြစ်လာပါတယ်ရှင်။တပြေစိတ်ဝင်စားတာနဲ့တပြေမိတ်ဆွေတွေကိုတပြေမေးကြည့်တယ်ပေါ့နော်။ပြီးတော့တပြေ Google တို့ AI တို့မှာတပြေလေးလာကြည့်တယ်။မိတ်ဆွေတွေကိုလည်းမေးမြန်းခြင်းအပြင်တပြေကလူတွေဘယ်လိုခရီးသွားလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးတော့ sharing ပြုလုပ်ချင်ပါတယ်ရှင်မိတ်ဆွေတွေတပြေမေးကြည့်တဲ့အခါမှာသူတို့ကခရီးသွားတဲ့အခါကျရင်သဘာဝပတ်ဝန်းကျင်တွေကိုလေ့လာရတာကိုသဘောကျတယ်ရှုခင်းတွေကိုကြည့်ရတာကိုသဘောကျတယ်ပျော်ဖို့ရွှင်ဖို့အတွက်ခရီးသွားရတာကိုဝါသနာပါကြပါတယ်ရှင်ဒုတိယတစ်မျိုးအနေနဲ့ကတော့သဘာဝပတ်ဝန်းကျင်အလှပတွေမကသူတို့ကနိုင်ငံရဲ့ယဉ်ကျေးမှုတွေကိုနှိုင်းယှဉ်ရတာကိုဝါသနာပါပါတယ်။နိုင်ငံရဲ့ဓလေ့နေပုံထိုင်ပုံနိုင်ငံအပြင်တခြားနိုင်ငံကလာလေတဲ့ဧည့်သည်တွေရဲ့စရိုက်မျိုးစုံပုံစံမျိုးစုံအကြောင်းအရာမျိုးစုံကိုစိတ်ဝင်စားကြပါတယ်ရှင်။ဒီနှစ်ခုကိုကြည့်ခြင်းအပြင်ဘာတွေကွာခြားလဲဆိုတာကိုတပြည့်ဆက်ပြီးတော့ရှင်းပြပေးပါမယ်ရှင်။နံပါတ်1ခရီးသွားခြင်းကတော့လူတွေကိုပျော်စေတဲ့ရွှင်စေတဲ့ဟော်မုန်းတွေထွက်စေတဲ့အတွက်ကြောင့်မို့လို့ဒီပျော်ရွှင်စေတဲ့ဉာဏ်ရည်တွေကိုလည်းပို့ပြီးတော့မြင်မာစေပါတယ်နံပါတ်2ခရီးသွားခြင်းအပြင်ကတော့ယဉ်ကျေးမှုတဘာဝနေထိုင်မှုတွေကိုလေ့လာခြင်းဟာယဉ်ကျေးမှုဆိုင်ရာဉာဏ်ရည်တွေကိုမြင့်တင်ပေးပါတယ်ပြီးတော့ခရီးသွားလေပဲဆိုတာကဘာတွေလဲဆိုလို့ရှိရင်နေရာဘလောက်များများသွားဖို့လဲဆိုတာထက်အတွေ့အကြုံဘလောက်နှက်ဆိုင်သလဲဆိုတာနဲ့တိုင်းတာပါတယ်ပုံစံ1အဓိကရည်ရွယ်ချက်အပန်းဖြေခြင်းသက်သက်ခရီးသွားတွေအတွက်ပဲလောက်ထားတဲ့နေရာတွေမှာပဲကုံဆုံးပြီးဒေသရဲ့အမှန်တကယ်ဘဝမျိုးကိုမသိလိုက်တာမျိုးဖြစ်နိုင်ပါတယ်ပုံစံ2ကတော့အစစ်မြင့်ပုံစံ slow travel type ဖြစ်ပါတယ်ပုံမတည်ငြိမ်ပြီးအဓိပ္ပာယ်ရှိတဲ့အတွေ့အကြုံကိုရှာဖွေတာဖြစ်လို့ခရီးသွားအတိုင်းဝိုင်းတွေထဲမှာ level ပုံမြင့်တဲ့ခရီးသွားပုံစံလို့သတ်မှတ်ထားပါတယ်။အနှစ်ချုပ်ပြောရမယ်ဆိုရင်ယဉ်ကျေးမှုလေ့လာခြင်းဟာတင့်ကိုပုံမကျေပြန့်တဲ့ဉာဏ်ပညာကိုရရှိစေမှာဖြစ်ပြီးခရီးသွားတွေ့ကြုံအသင့်ကိုပုံမမြင်မာစေတယ်လို့ဆိုနိုင်ပါတယ်။ဒါကြောင့်သင်ကသဘာဝအလှတွေကိုခံစားရကနေယဉ်ကျေးမှုလေ့လာခြင်းစီပြောင်းလဲလာတာဟာပုံမနှဆိုင်တဲ့အသိမြင်ကိုရှာဖွေလာတဲ့စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုတို့သတ်မှတ်နိုင်ပါတယ်။ကဲအခုကြည့်နေတဲ့မိတ်ဆွေတွေလည်းသင်တို့ခရီးသွားရင်ဘယ်လိုခံစားကြလဲဆိုတာကို comment လေးတွေမှာဖြေသွားပေးကြပါအောင်နော်။တတား